မကျောင်းသားပြီးစားလိုက်မှလို့တမိုးရလို့ဆိုပြီးအိမ်ပြန်ဝင်လိုက်တာပေါ့နော်ပြီးသမီးကြော်စားပြီးခါကြတော့အိမ်မှာပဲစားလို့ဖြစ်သွားပါတယ်ဒီနေ့ကတော့ study with me day 2လေးပါရှင်မနေ့ပြန်ဆောင်မွေးတနင်္လာနေ့ကြာမှစလုပ်ပါတယ်အင်္ဂါနေ့ဆောင်မွေးစားမှာပါရှင်မှာပေါ့နော်မုတ်တီစားလိုက်ကော်ဖီအေးတောက်လိုက်ပေါ့နော်လုပ်ပါတယ်ပြီးတော့ကြောရီစားပါတယ်ညောင်းလာတော့ပါထိုင်နေရနေပြီးတော့စားလိုက်တာဆိုအကုန်လုံးအကြောရီရှိနေအကုန်စားပါတယ်ပြီးတော့ခါကျချိုးရီကုန်သွားလို့ဆိုပြီးခါကျထပ်ပြီးတော့ refill ဖြည့်ပါတယ်ရှင်ဒါကတော့တောက်နေကြပါတော့ Fanta ပိုင်းရပေးလေးပါပြီးတော့ကဲစားလုပ်ပါပြီတစ်ခေါက်ကြတော့တက်ပေါ်နော်မှတ်စီရဟာတွေပါစောနာကြတော့ PPT ဟာတွေပေါ့နော် PDF file တွေပါဆိုပြခါကြတော့တင်လိုက်ပါပြီတခုပြီးတော့တခုကကြတော့စာရှိမှရတာပေါ့ဒီဥစ္စာအရာစိတ်ညစ်ဖို့ကောင်းတယ်အခန်းလေးပေါ့နော်တကယ်စကလုံးနဲ့ဘာမှမသိဘူးရေးတာဘာမှမသိဘူးချက် GPT ကိုနားလေလို့ရစကလုံးနဲ့အချင်းချုပ်ပြီးအခါကျတော့ပေါ့နော်ကြက်လို့လွယ်ရစကလုံးနဲ့ပဲပြန်ပြီးတော့အချင်းချုပ်မှတ်မှုပြန်ရေးပါတယ်ပေါ့နော်တကယ်အဲ့အတန်းကနေတော်တော်စင်မပြေတာပေါ့နော်သူကစကလုံးသုံးလုံးနဲ့ညီမတို့ပြန်နိုင်တော့ကွာအဆင်ပြေရဆိုတော့ဒါပေမဲ့ဒီအဲ့စကလုံးကိုရလို့မျိုးစောင့်မဖြေရမှာဖြစ်တဲ့အတွက်ကွာအဲ့ဒါကိုကကြက်ကမှာပေါ့နော်ပြီးရရေးဖြေဆောင်းမိုးရဆိုတော့ဒီတစ်ခေါက်က PS ရမှာနည်းနည်းအမှတ်ကတိကျကြည့်မှာပေါ့နော်အားကြောင့်မလို့ပါအားကြောင့်မူဒီစားလိုက်ပေါ့နော်အဲ chapter ဟာတွေကိုပြန်ကြည့်လိုက်ရင်ပေါ့နော် chapter 1ကနေပြီးတော့40ပေါ့နော်မိမှာပါအဲ့ဒါကိုဆရာမမှတ်ခိုင်းတာပြခါကျဖတ်ခိုင်းတဲ့ area ပါမှာဆိုပြီးတော့တိကျလည်းမပေးပါဘူးအကုန်ကြည့်ဆိုတဲ့သဘောနဲ့တူပါပဲဒီရှင်းနေလေရှာရပေါ့နော်ရက်ကဲပါလူဝိုင်းပါနဲ့ကျမအမလေးအဲ့တန်တကယ်ပြောစမမနက်ကပေါ့ပြင်သွားမယ်ဆိုပြီးလိမ့်လာတဲ့ sun cream တွေပါဒီကိုပြန်ဖြတ်နေရပါပြီတကယ်သွားမယ်ဆိုပြီးတော့လိမ့်လာ sun cream တွေရော moisture တွေရောစုံနေရောပဲပြဘိုက်စားလို့ဆိုပြီးစားပါတယ်ဘိုက်စားတာတက်ဒီတိုင်းတစ်ခုစားချင်လို့ပါစားလွယ်မလုပ်ချင်တဲ့ခါကြောင့်လေအားကြောင့်မလို့ခောက်ဆွဲတွေပြုတ်စားလိုက်မုတ်တွေစားလိုက်ပြီးကိုင်း70ကျင်းနဲ့စားပါတယ်စားတယ်ပေါ့နော်စားချင်ရတော့အမြဲပါစားလို့ပြီးဆိုရင်ပါလေဘိုက်စားတလို့ဘာလို့တလို့ပေါ့နော်ဒီမှာညောင်းတလို့နေပေါ့အဲ့လိုပါပဲကျွန်မဖြစ်ကတော့내가 초라해지다가 빨간 예쁜 입술로 어서 나를 죽이고 가 난 괜찮아 마지막에 너는 날 알아봐줘 네가 보고 싶을 때 기억할 수 있게 머릿속에 네 얼굴이 들릴 수 있게 너 생각하는 나의 열심히 집착이 되어 너무 시간을 잘 들더니 달고 대답 없는 너 바보처럼 왜 지우지 못해 너를 보내는데 너의 눈, 코, 이는 만지고 평소 그 작은 소중까지 다 난 널 믿을 수 있지만 너의 눈, 코, 입 만지고 나서 그 다른 사람 모두 다 너무 아프지만 이제 너 추억이라 부를게 Here's the question again. What is the purpose of your visit? Go ahead and answer whenever you're ready. I'm here for a vacation. Perfect. That was a clear and natural answer. Nicely done. How long do you plan to stay in the country? Go ahead and answer when you're ready. I'm gonna stay for a week. That was great. Nice and clear. Where will you stay during your visit? Go ahead and answer whenever you're ready. I will stay at a hotel. Perfect. That was a clear and simple answer. You don't prohibit it in your carry-on baggage. Take your time and list 3 examples whenever you're ready. On liquid over 10 milliliter, weapon, on knife, and the explosive thing. ကျွန်မထမှန်နေအိပ်ပါတော့မယ်မဟုတ်ပါဘူးချက်ပြီးတော့မှတ်လိုက်ပါဦးမယ်လို့အားလုံးပဲ good night ပါ bye bye ဆုံးဖြတ်ကြည့်ပြီးလို့ကျေးဇူးပါဟိုတိုင်းငယ်